မလုပ်ပါနဲ့ဗျာကျွန်တော်တို့ကဒီနွားလေးနဲ့အလုံးလုံးစားနေရတာပါဗျာ ဟုတ်ပါတယ်ဒီနွားမရှိငါတို့လည်းဘယ်လိုလုပ်ရမလဲငါတို့နွားလေးကိုချမ်းသာပေးပါတော့ အမေနွားကြတော့နှစ်မျိုးတဲ့ဒါဆိုငါအကျွေးဆက်လေအကျွေးကိုယူတော့ယူပဲဆက်တော့မဆက်ချင်ကြဘူး စက်ပါမအရေးကိုရင်ဒီတစ်ခါသီးနှံပေါ်လို့ရှိရင် ဘာသီးနှံပေါ့လေပြောပေါင်းများလို့ရိုးနေပြီသီးနှံပေါ်တာဘာနှခါရှိပြီလေအခုဒီမပေးဘူးရှာမရှိရင်ဒီတောင်းကငါဆွဲမှာကွာ မလုပ်ပါနဲ့ကိုသားရင်တောင်းမှပါလေဗျာမလုပ်ပါနဲ့ ဟဲ့နင်တို့အိမ်နွားကလေအကျွေးတောင်မကြေသေးဘူးနင်တို့လဲပါတိုင်းပြမယ် တောင်းပါပါလေရှင်တောင်းပါပါလေရှင်လည်းမရှိနွားမရှိကျမတို့ဘယ်လိုလုပ်ခိုင်းစားတော့ရပါ ဟုတ်ပါလေ ကျမရှိကိုတောင်းပါပါလေရှင်ကျမတို့သနာပါဦးရှင် ဘာလို့တနာမှာလဲဟမ်ညီကအရင်လည်းမဆက်အတော်လည်းမပေးအတော်ရင်ပေါက်ရအခုဆိုရင်လေအကျွေးကတိတ်ကြောင်နေပြီနော်တိတ်ကြောင်နေပြီ သိပါတယ်သိပါတယ်ရှင် ဟုတ်ပါလေဗျာ တိုင်းကြပါလေအဲ့တော့တော့ဆွဲ ဟုတ်ကဲ့ ကြပါလေရှင် မလုပ်ပါနဲ့ကိုသားရင်တောင်းမှပါတောင်းမှပါလေ စိတ်ကြလားဟဲ့လူခင်ဗျားမလို့လို့လားဟုတ်ခင်ဗျားတော့လူလေးမရှိတဲ့လူတွေပဲဘယ်လိုမှမတွေ့ပါလားဘယ်ကောင်လဲကဝင်ပြောတာဟဲ့တာရင်ကိုဘာထင်လဲကွာတာရင်ကွာအေးမင်းတာရင်ကိုဒါပဲထင်တယ်ဟောရဘာပဲထင်လဲဒါပဲထင်တယ်နော်အေးဒီမှာခေါ်ဒီလိုလေရိုက်သေးတယ်ရိုက်သေးတယ်အေးဒီလိုလေကတ်တယ်ဟုတ်လားဩဒီချစ်တီးမရေဟန်ဆောင်နေသေးတယ်ဗောဟုတ်လားတွေ့မယ်ဟမ်တွေ့တယ်တွေ့ဟမ်တွေ့ကြသေးရောဟမ်မပလားဟမ်နောက်ကိုရွာသူရွာသားတွေကိုနှောက်ရက်ရဲနှောက်ရက်ကြီးငါနဲ့တွေ့မယ်ဘာမှမဟုတ်နဲ့တော့နော်နောက်ဆိုရင်အဲ့ဂုတ်သွေးစုပ်တဲ့နေရာခင်ဗျားတို့လာပြီးနှောက်ရက်ရဲမှမဟုတ်တော့တောင်းရဲမှလည်းမဟုတ်တော့ ကျေးဇူးတင်ပါတယ်တကူရှင်ရဲ့ကျေးဇူးတင်ပါတယ်တကူရှင်ရဲ့မင်းကထိုင်ကြအောင်လေမင်းက ဟောအေးပါကျေးဇူးတင်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်တကူရှင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်တကူရှင်ရဲ့ ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ထိုင်ကြတော့မင်းပါရေး အေးပါတော့တော်လည်းကတော့ မီး